ဘူထဝန်တောင်ကုန်းဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ရွာတွေကလူကြီးသူမတွေရဲ့မျက်နှာဟာချက်ချင်းဆိုလိုပြက်ယွင်းသွားတတ်ပါတယ်။အဲဒီတောင်ကုန်းနဲ့ပတ်သက်ပြီးသူတို့တွေကဘာကြောင့်များလူငယ်တွေကိုအမြဲလိုတွတ်သတိပေးနေကြတာလဲ။ဒီတောင်ပေါ်တက်ရင်နေမဝင်ခင်အမြန်ဆုံးပြန်ဆင်းလာကြပါဆိုတဲ့စကားရဲ့နောက်ွယ်မှာတကယ်ပဲခြောက်ရှားစရာလျှို့ဝှက်ချက်တွေရှိနေတာလားဆိုတာကအခုခေတ်လူငယ်တွေရဲ့စိတ်ထဲမှာဗဟေရီဆန်ဆန်ဖြစ်နေကြတာပါ။တကယ်တမ်းတော့အဲ့ဒီတောင်ကုန်းဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ရဲ့နယ်စပ်မြစ်တစ်လျှောက်မှာတည်ရှိတာဖြစ်ပါတယ်။ပြီးတော့ဒီတောင်ကုန်းဟာမြန်မာနိုင်ငံဘက်ကကြည့်ရင်လည်းတောနက်ကြီးတွေရဲ့အဆုံးမှာရှိပြီးထိုင်းနိုင်ငံဘက်ကကြည့်ရင်လည်းတိမ်တိုက်တွေဖုံးလွှမ်းနေတဲ့တောင်ထိပ်တစ်ခုအနေနဲ့မြင်တွေ့ရတတ်ပါတယ်။ဖူထဝန်တောင်ကုန်းဟာနိုင်ငံတစ်ခုရဲ့နယ်စပ်မြင်းပေါ်မှာတိတိကျကျတည်ရှိနေတာကြောင့်ဘယ်နိုင်ငံရဲ့အုပ်ချုပ်မှုမှမရှိတဲ့ကြားနေမြေတကူပါ။ဒါကြောင့်လဲရှေးရခင်ခေတ်တွေကဒေါ်လိုက်မုတ်စုတွေရတနာရှာဖွေတဲ့သူတွေနဲ့လျှို့ဝှက်သေးဖို့တမိုင်းကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ဒီတောင်ကုန်းဟာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘူထဝန်ဆိုတဲ့အမည်ဟာဒေတာခန်ရဲ့စကားအရနေမင်းဆန်ပေရတောင်းတို့အတိတ်ပဲရပါတယ်။မိုးကုတ်စဝိုင်းကနေနေမင်းကြီးထွက်ပေါ်လာချိန်မှာပထမဆုံးအလင်းနှန်းကိုရရှိတဲ့နေရာဖြစ်တယ်လို့နေဝင်ချိန်မှာလည်းနောက်ဆုံးအလင်းရောင်ဟာဒီတောင်ကုန်းပေါ်မှာပဲကျန်ရစ်နေတဲ့ကြောင့်ဒီနာမည်ကိုရရှိခဲ့တာပါ။ဒါပေမဲ့ထူးဆန်းတာကနေအလင်းရောင်ကွဲပြောက်သွားတာနဲ့အဲ့ဒီတောင်ကုန်းဟာတေးချင်းတရားလိုအေးဆက်ပြီးကြောက်စရာကောင်းတဲ့အမောင်လူတွေကိုကြားရောက်သွားတတ်ပါတယ်။အဲ့ဒီတောင်ကုန်းရဲ့ထူးခြားချက်ကတော့တောနဲ့လွန်တာကြောင့်တစ်ပင်ကြီးတွေဟာမိုးကောင်းကင်ကိုကာကွယ်ထားသလိုဖြစ်နေပြီးမြေပြင်အထိနေရောင်ကြီးကောင်းကောင်းမကျတတ်ပါဘူး။ဒေတာခန်တွေရဲ့အဆိုအရဖူးထဝန်ဟာဝိညာဉ်တွေရှောက်ရလန်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တောင်ပေါ်မှာရှိတဲ့ပြားအောင်ဟောင်းတွေတစ်ပင်အိုတွေကိုမကျွမ်းခြင်းပဲထိပါမိရင်တောဆောင်နဲ့ဒါမှမဟုတ်ဖုတ်ကောင်တွေရဲ့နှောက်ယှက်မှုကိုခံရတတ်တယ်လို့အစဉ်အဆက်သတိပေးခဲ့ကြတာပါ။ဒီလိုပြို့ဝက်စမ်းကျဲပြီးနှစ်နိုင်ငံနယ်စပ်ကြားမှာတည်ရှိတဲ့ဖူးထဝန်တောင်ကုန်းဟာအောင်ခန်းမျိုးကြီးနဲ့ထက်ဝေတို့တငယ်ချင်း၃ယောက်အတွက်တော့ဘယ်တော့မှမေးလို့မရနိုင်တဲ့အိမ်မက်ဆိုးရီရဲ့အစာဖြစ်လာခဲ့ပါတယ်။အောင်ခန်းတို့နေထိုင်တဲ့ရွာလေးဟာတဘာဝတရားကလက်ဆောင်ပေးထားသလိုစိမ့်ဆိုထူထက်တဲ့တောတောင်ရှိုးမြောင်တွေဝင်းရံထားပြီးအင်မတန်မှကိုအေဂျင့်လွန်လာပါတယ်။မိုးဦးကြချိန်မှာတောင်ကျစမ်းချောင်းလေးတွေရဲ့အတန်နဲ့အတူမြို့ခိုးတွေဝေနေတဲ့ဒီကျေးလက်တော်ရွာလေးဟာပကြီးကားတစ်ချက်လိုလှပလွန်ပါတယ်။ရွာသူရွာသားတွေကလည်းသူတို့ရှိဘွားအောက်ကမြေကြီးတွေလိုရိုးသားကြပြီးတောတောင်တွေနဲ့ရင်းနှီးကျွမ်းဝင်ကြတဲ့သူတွေပါပဲ။သူတို့ဟာရွာရဲ့ဘေးမှာရှိတဲ့ဖူးလုံတော်ကမုံတော်နဲ့ကြောက်ဆောင်ကြောက်ခဲတွေပေါ်များလာတဲ့ကြောက်တောင်တော်တွေထဲမှာဟင်းသီးဟင်းရွက်ရှာဖွေတာဝါမြစ်ရှိုးတာတွေကိုအမဲလိုက်ရင်ပျော်ပျော်ပါးပါးဖြတ်တန်းနေကြတာပါဒီတော်တွေကရွာသားတွေအတွက်တော့မိခင်တယောက်လုံးနှွေးထွေးပြီးအားကိုးရဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ရွာရဲ့အနောက်ဘက်မိုးကုတ်စဝိုင်းစီမှာတည်ရှိနေတဲ့ဖူးထဝန်တောင်ကုန်းကတော့တခြားတော်တွေနဲ့လုံးဝမတူပဲတမှုထူးခြားဆုံးနေတာပေါ့။နေထွက်ချိန်မှာပထမဆုံးအလင်းရောင်ကိုလက်ခံရရှိတဲ့ဒီတောင်ကုန်းဟာရွှေရောင်ဝင်းနေတဲ့တောင်ထိပ်ကြီးနဲ့အတူလူသားတွေကိုဆွဲဆောင်နေတယ်လို့ပါပဲ။အဲဒီနေရာဟာအရေးအသွေးအကောင်းဆုံးနဲ့အရှုံငိမ့်ဆုံးပြားရည်တွေထွက်ရှိရာနေရာအဖြစ်နာမည်ကျော်ကြားလွန်တာကြောင့်နေဝေးကပြားဖွက်သမားတွေတောင်အသက်အန္တရာယ်ကိုဂရုမထားပဲလာရောက်ကြရတဲ့ရတနာတိုက်တစ်ခုပေါ့ဗျာဒါပေမဲ့အဲ့ဒီအလားတရားတွေရဲ့နောက်ွယ်မှာတော့ကြောင်မွဲဖွေရကောင်းလွန်လာတဲ့တောအာနာတစ်ခုကကွယ်ဝက်လို့နေပါတယ်ဘူထဝန်တောင်ကုန်းဟာနေဘက်မှာနတ်ပုံနန်းနန်းလို့လှပပေမဲ့နေဝင်တာနဲ့တပြိုင်နက်တည်းသွေးစိုးဖောက်ကောင်တွေလိုအသွင်ပြောင်းသွားတတ်ပါတယ်နေဝင်ကြီးတယောက်အချင်းရောက်တာနဲ့တောအုပ်တစ်ခုလုံးကငှက်တန်တွေတိတ်ဆိတ်သွားခဲ့ပြီးအေးဆက်မှောင်မဲနေတဲ့အငွေအသက်တွေကတောင်အောက်အထိစိမ့်ဆင်းလာတတ်တာပါနေဝင်တာနဲ့အဲ့ဒီတောင်ပေါ်မှာရှေ့ဖျားတောင်မရှားမိစေနဲ့ဘူထဝန်ရဲ့အမောင်လူကမင်းတို့ရဲ့ဝိညာဉ်ကိုစားပြစ်လိုက်မယ်လို့ပြောတဲ့စကားတွေဟာရွာသူရွာသားတွေရဲ့ရင်ထဲမှာဆွဲနေအောင်မှတ်သားထားရတဲ့ထုံးတမ်းစင်လာတတိပေးချက်တစ်ခုပါပဲဒါပေမဲ့ခင်မီဤပညာတွေလက်ရဲသက်ရဲရှိလာတဲ့စိတ်သက်တွေနဲ့ပြည့်နေတဲ့ဒီနေ့ခေတ်လူငယ်တွေအတွက်တော့အဲ့ဒီစကားဟာကလေးချော့ရဲ့ပုံမြင်တစ်ပုဒ်ဒါမှမဟုတ်ခင်နောက်ကျနေတဲ့အယူသီးမှုတစ်ခုလို့သာထင်မှတ်နေကြကြပါတယ်သူတို့မသိကြတာကတော့ဖူးထဝန်ရဲ့အမောင်တို့ဟာသူတို့ရဲ့မယုံကြည်မှုတွေကိုအခွင့်ကောင်းယူပြီးသားကောင်တွေကိုစောင့်ကြိုနေတယ်ဆိုတာပါပဲအဲဒီလိုပဲအောင်ခန်းတို့ရဲ့စိတ်ထဲမှာလည်းဒါဟာတော်ရိုင်းတရိษံတွေဖြစ်တဲ့စင်ကြားဝဝင်တွေရဲ့အန်ဒီရယ်ကနေကာကွယ်ဖို့လူကြီးတွေညံစင်ပြီးရှောက်လန့်ထားတာလို့ပဲယူဆကြတာပါအခုခေတ်မှာအဲဒီလိုသားရဲတွေမရှိတော့ဘူးလို့ယုံကြည်နေကြတဲ့အတွက်သူတို့တွေဟာတောင်ပေါ်ကိုတက်ဖို့ဘာမှမကြောက်ကြတော့ပါဘူး။ဒါကြောင့်ဒီနေ့မနက်မှာတော့အောင်ခန်းမျိုးကြီးနဲ့ထက်ဝေတို့တငယ်ချင်း၃ယောက်ဟာပြားရည်ရှာဖွေဖို့အတွက်အားတက်တရောနဲ့ဖူးထဝန်တောင်ကုန်းပေါ်ကိုတက်လာခဲ့ကြပါသည်။မတ်ဆောက်တဲ့တောင်ဆောင်အတိုင်းချွေးတလုံးလုံးနဲ့နေ့လယ်ပိုင်းအထိနှမ်းဆက်အောင်ရှာဖွေခဲ့ကြပေမဲ့လို့လည်းကန်ဒီယာကသူတို့ဘက်မှမရှိခဲ့ပါဘူး။တမနက်လုံးပင်ပင်ပန်းရှာဖွေခဲ့လို့ရလာတဲ့အရာကတော့လက်သီးဆုပ်ခန့်သာရှိတဲ့ပြားအောင်တေးသေးလေးတအုံနဲ့ပြားရီစွန့်ခွာသွားတာကြာပြီဖြစ်တဲ့ရှောက်သွင်းနေတဲ့ပြားအောင်ဟောင်းတအုံပဲဖြစ်ပါတယ်။ပင်မရကြိုမနက်ပဲလက်ပလာနီးပါဖြစ်နေတာကြောင့်သူတို့၃ယောက်စလုံးစိတ်ပြက်လက်ပြက်နဲ့တက်ပြင်းရှာရင်ပြားအောင်အဟောင်းကိုယူလာတဲ့မျိုးကြီးကိုလှမ်းပြောလိုက်ပါတယ်။ဒီကောင်မျိုးကြီးပြားမရှိတော့တဲ့ခုံအောင်ဟောင်းကြီးကိုဘာလို့မလုပ်လဲကွာမင်းက
မင်းကလည်းမေးရလိုက်တာကွာဒါကိုရေချိုပြီးပြားပြောင်းလုပ်လို့ရတယ်လေကွာမဟုတ်ရင်လည်းပြောင်းနိုင်လုပ်လို့ရတာပဲကိုမျိုးကြီးကတော့ဖြစ်သမျှအရှင်တွေကိုခက်အေးအေးပဲရင်ဆိုင်ရင်ရေဘူးကိုမော်တောက်လိုက်ပါတယ်ဒီမှာဘေးမှာအမောစုံနေတဲ့တငယ်ချင်းဖြစ်သူထက်ဝေစီကိုရေဘူးကန်ပေးခဲ့လိုက်တော့တာပေါ့ထက်ဝေကတော့မျိုးကြီးတို့စိတ်မအေးနိုင်ပဲမျက်နှာကတိတိတသားကိုညှိုးငယ်လို့နေပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရှာဖွေရရှိခဲ့တဲ့ပြားအောင်ကအရန်ကိုသေးလွန်နေတာကိုရွာကိုပြန်ရောက်လို့ပြားရည်ညှစ်လိုက်ရင်တော့အိမ်သုံးပလင်းတပလင်းတော်မပြေမှာကိုတွေးမိပြီးထက်ဝေတယောက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပါအဲ့ဒီချိန်အောင်ခန်းကားလည်းအမောဖြစ်နေတဲ့တငယ်ချင်းနှစ်ယောက်ကိုကြည့်ကအခုလိုပြောလိုက်ပါတော့တယ်စိတ်ပြက်စရာပဲကွာအခုနောက်ပိုင်းလူတွေအများကြီးဒီတောင်ပေါ်ကိုတက်လာကြတော့ငါတို့အတွက်ပြားအောင်တော့မကြံတော့ဘူးဒါပေမဲ့စိတ်မပြတ်စမ်းမနေအောင်ကွာငါတို့မှာအချိန်တွေရှိပါသေးတယ်စက်ရှာကြည့်အောင်အောင်ခန်းကစိတ်တက်ကြနေတဲ့တငယ်ချင်းတွေကိုအားပေးစကားပြောရင်းပြားဝန်တစ်တွေကိုဆက်ရှာဖို့ဒေါ်နတ်တဲတီပို့ပြီးတိုးဝင်လာခဲ့ကြပါတယ်။တပင်ကြီးတွေအုံဆိုင်နေတဲ့တော်လန်အတိုင်းတစင်ပြီးဆင်ရှာဖွေခဲ့ကြတာပေါ့။နေအောင်ကြီးကတရွက်တရက်ကြားကနေတဖြည်းဖြည်းရောကျလာခဲ့ပြီးမိန်စားပြူလာတဲ့အချိန်မှာပဲကံကောင်းကျွန်တော်တရက်ပင်အိုကြီးတပင်ရဲ့ထိပ်ဖျားမှာတွဲလောင်းကျနေတဲ့ပြားကြီးအောင်တအုံကိုသူတို့မထင်မှန်ပဲတွေ့လိုက်ရပါတော့တယ်။အဲ့ဒီပြားအောင်ကြီးကအောက်ကနေလမ်းကြည့်ရင်တော့ရွှေရောင်ဝင်းနေခဲ့ပြီးပြားရည်တွေအပြည့်ရှိနေမှန်းသိသားလာပါတယ်။ဒါပေမဲ့ဝမ်းသာအားရဖြစ်နေတော့နိုင်ရီကိုကြည့်လိုက်တဲ့အခါမှာတော့ညနေ3 နာရီတောင်ကျော်နေခဲ့ပါပြီ။ဒီပြားအောင်ကိုဖွာဖို့အတွက်မီးခိုးတုပ်တွေပြင်ဆင်ရမယ့်အချိန်တစ်ပင်ပေါ်တက်ရမယ့်အချိန်နဲ့ရွာကိုပြန်ဆင်းရမယ့်အချိန်ကိုတွက်ကြည့်ရင်နေဝင်ဖို့ကတိတ်မကြံတော့ပါဘူး။ဒါကြောင့်သူတို့တွေလည်းရှေ့လူကြီးတွေရဲ့နေဝင်တာနဲ့တောင်ပေါ်မှာမနေနဲ့ဆိုတဲ့စကားကိုနားထောင်ပြီးပြန်ဆင်းရင်ကောင်းမလား။ဒါမှမဟုတ်မက်လောက်စရာပြားအောင်ကြီးကိုဆက်ပြီးဖွာနေရမလားဆိုတာကတော့သူတို့အတွက်ခက်ခဲတဲ့ရွေးချယ်မှုဖြစ်နေခဲ့ပါပြီ။သူတို့ဟာဆုံးဖြတ်ချက်ကိုဝေခွဲမရဖြစ်နေတဲ့အချိန်အမောင်တူကတော့ဖူးတဝံတောင်ကုန်းပေါ်ကိုတဖြည်းဖြည်းချင်းလွှမ်းမိုးလို့လာခဲ့ပါပြီ။အနောက်ဘက်တောင်တန်းကြီးရဲ့နောက်ွယ်ကိုနေမင်းကတဖြည်းဖြည်းငုတ်ရှိုးပြောက်ွယ်လို့နှီးပါဖြစ်နေတာကြောင့်တောအုပ်တစ်ခုလုံးအရေးတွေကကြီးဆိုးလာခဲ့ပါပြီ။လေတူကပုံမှန်ထက်ပိုအေးဆက်လာသလိုတငယ်ချင်း3 ယောက်ရဲ့စိတ်ထဲမှာလည်းတစ်ခုခုကိုဆုံးဖြတ်ဖို့ကြက်တဲလို့နေခဲ့ကြတာပေါ့။ဒီနေ့တော့တော်ပြီတင်နေကွာမိုးလဲချုပ်တော့မယ်နောက်နေ့မှပဲပြန်လာယူကြရအောင်။ဒီအခါမျိုးကြီးကအောင်ခန်းရဲ့စကားကိုထောက်ခံတဲ့အနေနဲ့ကောင်းငိမ့်ပြခဲ့လိုက်ပါတယ်။ဒါပေမဲ့ထက်ဝေကတော့အပြားအောင်ကြီးစီကနေမျက်လုံးတွေကိုမခွာနိုင်ပဲဖြစ်လို့နေတာပေါ့။ငါထင်တော့ဒီနေ့ပဲအပြီးသွားတာကောင်းမယ်ထင်တယ်ကွာ။နောက်နေ့လောက်ထပ်ဆောင်ရင်တော့တခြားလူတွေလက်ဥသွားမှတေးကြတယ်ကွာ။ဒါပေမဲ့အခုမှစလို့မှဆိုတော့ငါတို့နေမဝင်ခင်တောင်ဘောကပြန်ဆင်းနိုင်မှာမဟုတ်ဘူးလေ။ဒါပေမဲ့ထက်ဝေဟာတငယ်ချင်းဖြစ်သူအောင်ခန်းကိုအားကိုးတကြီးနဲ့ကြည်လာခဲ့ပါတယ်။သူရဲ့မျက်လုံးထဲမှာတော့ဝမ်းနည်းမှုရိပ်ရောင်တွေနဲ့အတူတစုံတစ်ခုကိုတောင်းဆိုချင်နေတဲ့ပုံစံမျိုးပေါ့။ငါမင်းကိုတောင်းပန်ပါတယ်အောင်ခန့်ရာဒီတခါတော့ငါ့ကိုကူညီပါအောင်ဒီပြားရည်ကိုရမှာငါညီမလေးကိုမြို့ပေါ်ကတူနာပြုတ်တင်တဲ့ဝင်ခွက်လက်မှတ်သွားဖြစ်ဖို့လမ်းစိရမှာကွာဒါငါအမေရဲ့တခုကြီးတော့မျှော်လင့်ချက်ပဲတပတ်ခါဆိုရင် तू သွားဖြစ်ရတော့မှာထဝေရဲ့စကားကြောင့်အောင်ခန့်ရင်ထဲမှာတစ်ချက်တုံသွားခဲ့ပြီးတပ်ပြင်းအရှိကြီးကိုမတိမတာရှာလိုက်ပြီးပါတယ်ထဝေရဲ့ညီမလေးကိုသူ့ညီမလေးအရင်လိုသဘောထားသလိုပညာရေးအတွက်ကြိုးစားနေတဲ့ကောင်မလေးဆိုတာလေသူကောင်းကောင်းကြည့်သိတာပေါ့သူတို့ဒီနေ့တောင်ပေါ်တက်လာရတဲ့ဒီကရွေချက်ကလည်းညီမလေးရဲ့ကြောင်းစရိတ်အတွက်ငွေလိုနေလို့ပဲမဟုတ်လားဗျာအေးဝါကောင်းပြီလေမင်းညီမလေးရဲ့အနာဂတ်အတွက်ငါတို့အမြန်ဆုံးအပြီးလုပ်ကြတာပေါ့အဲ့ဒီလိုသဘောတူညီမှုရတာနဲ့မျိုးကြီးဟာသူ့ထမ်းလာတဲ့ထုတ်ပိုးပစ္စည်းတွေကိုအနီးနားကကြောက်တုံးကြီးတုံးပေါ်မှာအမြန်ရှာခဲ့လိုက်ပါတယ်အဲ့ဒီနေရာတစ်ဝိုက်မှာထူးထူးခြားခြားကြောက်တုံးကြီးတွေပြန်ကျင်းနေတာကိုတတိထားမိပေမဲ့လို့လည်းအရှိန်လူနေရတာကြောင့်သူတို့ကယူမဆိုင်အားတော့ပါဘူးတကယ်တော့အဲ့ဒီကြောက်တုံးတွေကတာမန်ကြောက်တုံးတွေနဲ့မတူပဲတခုခုကိုဝိုင်းပတ်ပြီးအဆောင်အရှောက်အဖြစ်စီတန်းထားတဲ့အောင်ရှိနေခဲ့ပါတယ်ကြောက်တုံးတွေရဲ့ပုံစံကားလည်းတခုခုကိုဖုံးကွယ်ထားသလိုထူးဆန်းနေပေမဲ့သူတို့ကတော့ပြားဖို့ဖို့အတွက်သာစိတ်ဆောနေခဲ့ကြတာပေါ့ဒါနဲ့တစ်ပင်ဘောကိုဘယ်သူတက်မှာလဲငါပဲတက်မယ်ဒီကတော့ထက်ဝေကတုံဆိုင်မနေပဲပြန်ပြေးခဲ့လိုက်ပြီးပြားဖို့ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအိတ်ထဲကနေထုတ်ယူပါတော့တယ်သူဟာပြားအောင်စီတလန်ဖို့ကျိုးတွေဓာတ်နဲ့ပြားအောင်ခံမဲ့ခွက်တွေကိုတိတိကျကျစစ်ဆေးပြီးမီးတုပ်တွေကိုလည်းအလင်းမြန်ပြင်ဆင်လုပ်နေပါတယ်။တစ်ချိန်တည်းမှာပဲအောင်ခန်းနဲ့မျိုးကြီးကလည်းအောက်ကနေမီကိုမိုင်းတိုက်ဖို့အတွက်လှုပ်ချုံနေခဲ့ကြတာပေါ့။သူတို့ဟာအနီးနားကတိတ်ကိုင်းချောက်တွေကိုကောက်ယူကမီကိုဥထွက်ဖို့အတွက်တိရွက်စိမ့်တွေကိုအပေါ်ကနေဖုံးအုပ်ပြီးမိဘုံကိုအားရှိအောင်လုပ်ပေးကြတာပါ။ဒေါ်နတ်ကြီးရဲ့တိတ်ဆိတ်မှုတွေမှာလောလောနဲ့အလုံးရှုံနေကြတဲ့သူတို့ရဲ့လှုပ်ရှားတန်ကားပဲစူညံလို့နေခဲ့တော့တာပေါ့။မီကိုနှံတွေကလည်းလီထဲမှာပြန်လွင်လို့နေခဲ့ပြီးနေမဝင်ခင်အရှိန်ကြီးပြီးစီးဖို့သူတို့အားလုံးဟာအသက်ရှူဖို့တောင်မင်းနေတယ်လို့အပြိုင်ဆိုင်ကြိုးစားနေခဲ့ကြပါတယ်။တိတ်ဆိတ်လုံးနဲ့ဒေါ်နတ်ကြီးထဲမှာထက်ဝေတစ်ပင်ပေါ်တက်ဖို့အတွက်တစ်သားစုတွေကိုပင်စီမှာအားနဲ့ရိုက်ထည့်နေတဲ့အတန်ကပိတ်တင်ထက်လို့နေပါတယ်။သူဟာစက္ကန့်တိုင်းကိုတန်ဖိုးထားပြီးအရှိန်နဲ့အပြိုင်တရက်ပင်ကြီးပေါ်ကိုအားဆိုင်လို့တရွေ့ရွေ့နဲ့တက်လန်းသွားပါတယ်။
အောက်မှာကြံရစ်ခဲ့တဲ့အောင်ခန်းနဲ့မျိုးကြီးတို့ကတော့လက်ထဲကမိโกတုတ်တွေကိုကိုင်းရင်ရင်တိတ်တိတ်နဲ့အပေါ်ကိုမောကြည့်နေခဲ့မိကြတာပေါ့အရာအလုံးဟာနေမဝင်ခင်အရှိန်မီတောင်အောက်ကိုပြန်ဆင်းဖို့အလင်းစလို့ဖြစ်နေကြတာပါဒီလိုနဲ့ထဝေတယောက်ပြားအောင်ရှိရာတစ်ကိုင်းနာကိုရောက်ခံဒီမှာပဲနေဝင်တော့မဲ့အရေးကိုစိုးရင်ပြီးအရှိန်မြင့်လိုက်မိပါတယ်အဲ့ဒီလိုလုံပြီးတာကြောင့်ရှေ့လျှော်လက်လျှော်ဖြစ်ကတစ်ကိုင်းကိုအမိအယမစုပ်ကိုင်နိုင်တော့ပဲထဝေရဲ့ကိုယ်လုံးဟာလေထဲမှာဝဲကနေဖြစ်သွားခဲ့ပြီးအရှိန်ဟုန်ပြင်းစွာနဲ့အောက်ကိုပြုတ်ကျသွားပါတော့တယ်ကန်ဆိုးကျင်တော့သူကျသွားတဲ့နေရာကမြေပြင်မဟုတ်ရပဲစောစောကသူ့ကိုတတိထားမိခဲ့တဲ့ကြောက်တုံးကြီးရဲ့အစွန်းနဲ့ဆောင်းမိသွားခဲ့တာပါဘုံဆိုတဲ့အတန်းကြီးထွက်ပေါ်လာပြီးတဲ့နောက်တောအုပ်တစ်ခုလုံးဟာကြောက်စရာကောင်းတော့အောင်ရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်။အောက်ကန်တဲ့မျိုးကြီးတို့ကလည်းအသက်မဲ့သွားတဲ့ကြောက်ရုပ်တွေလိုနေရာမှာတင်မှင်သက်လို့နေခဲ့ကြတာပေါ့။တငယ်ချင်းဖြစ်သူထက်ဝေတယောက်အမြင့်ကြီးကနေပုံပြက်ပန်းပြက်နဲ့ပြုတ်ကျသွားတာကိုမြင်လိုက်ရတဲ့တုံလုံးမှုတွေကြောင့်ထက်ဝေရဲ့နာမည်ကိုတော့အောင်မခေါ်နိုင်တော့ပဲကြက်တီတီလို့နေခဲ့တာပါ။သူတို့ရဲ့အမြင်အာရုံထဲမှာတင်ထက်ဝေရဲ့ခန္ဓာကိုယ်ဟာကြောက်တုံးကြီးပေါ်မှာငြိမ်သက်သွားပြီးချက်ရှင်းဆိုသလိုတည်ဆုံသွားခဲ့ပါတယ်။အေးဆက်တဲ့ဒေါနက်ထဲမှာသွေးနှံကချက်ရှင်းဆိုသလိုပြန်လွင့်လာခဲ့ပြီးပတ်ဝန်းကျင်ကအမောင်တို့ဟာလည်းပိုပြီးလေးလံလာသလိုပါပဲအချိန်တော်ကြာအောင်တုံလုံးနေရာကနေသတိပြန်ဝင်လာတဲ့မျိုးကြီးဟာတုံရီနေတဲ့နှက်ခမ်းတွေနဲ့အတန်ထွက်ယုံလေးပြောလိုက်ပါတယ်ဟဲ့ကောင်အောင်ကငါတို့အမြန်ပြန်စင်းကြရအောင်ဟာဒါဆိုထက်ဝေရဲ့အလောင်းကိုရောဘယ်လိုလုပ်မလဲကွာဒီမှာပဲထားခဲ့အောင်လေရွာရောက်မှရွာသားတွေကိုခေါ်ပြီးပြန်လာယူကြမယ်မင်းယူနေတာလားကွာဒီမှာဒီတိုင်းထားခဲ့ရင်လက်သားတွေတောခွေးတွေကအလောင်းကိုလာဆွဲစားကုန်မှာပေါ့ကွာမင်းကတငယ်ချင်းကိုတောကောင်တွေစားတာကြည့်ချင်လို့လားဒါမဲ့ तू ကတည်သွားပြီလေကွာငါတို့ဘာလုပ်နိုင်မှာလဲဘာပဲဖြစ်ဖြစ်ငါတို့တငယ်ချင်းကိုငါတို့နဲ့အတူတပါးလေးပြန်တည်သွားရမယ်ကွာသူ့ကိုဒီတောင်ပေါ်မှာတယောက်တည်းငါမထားခဲ့နိုင်ဘူးမလုပ်နိုင်ဘူးကွာငါကြောက်တယ်ထက်ဝေကတည်သွားပြီလေကွာတည်သွားပြီကိုအေးလူတည်သွားတာမှန်တယ်ဒါပေမဲ့ तू ကငါတို့ရဲ့တငယ်ချင်းပဲလေမင်းမဟုတ်ကတွေတွေးပြီးတော့ရှောက်ကြောက်နေစမ်းတယ်ကွာလာကိုတကိုင်းတွေတွားခေါ်ပြီးဖျားစင်လုပ်ရမယ်မုံမရှုပ်ကြီးသူ့ကိုတောင်အောင်ရအောင်တည်သွားရမယ်ကွာမျိုးကြီးကတော့သူ့ရဲ့အကြောက်တရားကိုမထိန်ချုပ်နိုင်ပဲခေါင်းကိုအသာခါရမ်းရင်တူတူကလေးရေရွနေခဲ့မိပါတယ်ဒါကလုံးဝမကောင်းတဲ့အကြံဉာဏ်ပဲအောင်ခန့်ရနေပင်ကတော့တောင်တန်းကြီးရဲ့နောက်ွယ်ကိုလုံးဝငုံရှိုးပြောက်ကွယ်သွားခဲ့ပါပြီအလင်းဆက်တွေကွယ်ပြောက်သွားတာနဲ့အမျှကြောင်းမက်ဖွယ်ရအမောင်တို့ဟာဖူးထဝံတောင်ကုန်းတစ်ခုလုံးကိုမျက်စိတမိတ်အတွင်းမှာပဲဝါမျိုးခဲ့လိုက်ပါတော့တယ်ဘဝင်းချင်းကတောကောင်တွေရဲ့အော်ဟစ်တန်တွေဟာပုံမှန်ထက်ကျေလောင်လာသလိုလေတူကလည်းတကူလုံးစိမ့်တက်သွားတော့အောင်ထူးထူးခြားခြားအေးဆက်လာခဲ့တာပါလူသူမနီးတဲ့ဒီတောနက်ကြီးထဲမှာဖူးထဝံတောင်ရဲ့အမှန်တကယ်ကြောက်စရာကောင်းတဲ့အရှိန်နာရီတွေကအခုမှပဲစတင်တော့မှာပဲဖြစ်ပါတယ်မောင်ရိပ်တန်းစာပြူလာတဲ့တောနက်ကြီးထဲမှာထက်ဝေရဲ့ရုပ်အလောင်းဟာကြောက်တုံးကြီးပေါ်မှာငြိမ်သက်လို့နေတာပေါ့အဲ့ဒီသွေးချမ်းစရာမြင်ကွင်းကိုစိုက်ကြည့်ရင်မျိုးကြီးရဲ့တကူလုံးဟာအဖျားတက်လို့တုံရင်နေခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးဟာတုံရင်နေတဲ့လက်တွေနဲ့နွယ်ပင်တွေကိုအသုံးပြုပြီးထက်ဝေရဲ့အလောင်းကိုတည်ယူဖို့ထန်းစင်တစ်ခုဖြစ်အောင်အလော်တကြီးပြုလုပ်နေခဲ့ကြပါတယ်အချိန်ကသူတို့ဘက်မှာမရှိတော့တာကြောင့်အသက်ရှူတန်ခက်ပြင်းပြင်းတွေနဲ့လှုပ်ရှားမှုတွေကလည်းဖျို့ဖျဲဖြစ်လို့နေတာပေါ့အဲ့ဒီအချိန်မှာပဲတောအုပ်ကြီးရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးလေပြင်းတွေကတစ်ကိုင်းတွေကိုရိုက်ခတ်ကတိုက်ခတ်လာပါတယ်ဒါအပြင်ကောင်းကင်ရံတစ်ခုလုံးမှာလည်းမှောင်မင်းနေတဲ့မိုးတိမ်တွေကမြေပြင်ပေါ်ကိုနှိမ်ဆင်းလာသလိုခံစားရပြီးအရက်ရှင်မျက်နှာအနှံအမောင်တို့ကစက္ကန့်ပိုင်းအတွင်းမှာပဲကြီးစိုးသွားခဲ့ပါတော့တယ်လက်တကန်းကအရာကိုတော့မမြင်နိုင်တော့အောင်အမောင်တို့ကထူထပ်လာတာကြောင့်သူတို့ရဲ့အမြင်အာရုံတွေကလည်းတဖြည်းဖြည်းဝေဝါးလာခဲ့ပါပြီ။အဲဒီအမောင်ထဲမှာတစုံတရာကသူတို့စီကိုတရွေ့ရွေ့တိုးကပ်လာသလိုရှောက်ရှားစရာကောင်းလွန်လာတာပေါ့။မိုးရဲ့အခုမှတော့မရွာလိုက်ပါနဲ့ဦးဗျာ။အောင်ခန်းကတော့ဘာမှမသိတဲ့ကြောက်ရွံ့မှုတွေကိုပြေးဖြောက်ဖို့ကောင်းကင်ရံစီကိုမော်ကြည့်ပြီးစူတောင်းရင်ထန်းစင်ကိုအလောင်းပေးမှရှာလိုက်ပါတယ်။အဲဒီနောက်တငယ်ချင်းဖြစ်သူထက်ဝေရဲ့ပြောခွေနေတဲ့ရော့အလောင်းကိုထန်းစင်ပေါ်ကိုစိတ်မကောင်းစွာနဲ့အသားအရမတင်ခဲ့လိုက်တော့တာပေါ့။ပြီးတော့မှမျိုးကြီးကအသက်ကိုခက်ပြင်းပြင်းရှူရင်းထန်းစင်ရဲ့ရှေ့ပိုင်းကိုတဲယူတယ်လို့အောင်ခန်းကလည်းနောက်ကနေအာယူပြီးလိုက်ပါလို့လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတော်လန်းအမောင်ထဲမှာတတိထားပြီးတလန်းချင်းစီရှောက်လန်းနေခဲ့ကြရတာပါ။ဒါပေမဲ့တောင်တက်လန်းကမြင်းလိုက်နေလိုက်နဲ့အတက်အဆင်းကြမ်းတမ်းတာကြောင့်အောင်ခန်းတို့ရှီလန်တိုင်းမှာထန်းစင်ဘောကထက်ဝေရဲ့သွေးစွန်းနေတဲ့ဦးကောင်းကအသက်မပါပဲတလုံးလုံးနဲ့မြောက်ကြွတက်လာပါတယ်။အခုတော့အမောင်ထဲမှာမြင်နေရတဲ့ထက်ဝေရဲ့ခေါင်းလှုပ်ရှားမှုကိုကြည့်ရတာဟေ့ကောင်တွေငါတို့ဘယ်နာရောက်နေပြီလဲလို့ခေါင်းထောင်ပြီးလမ်းမေးနေတယ်လို့ပါပဲ။အောင်ခန်းကတော့အဲ့ဒီလိုတွေးမိတိုင်းကြော်ထဲမှာစိတ်ကနေဖြစ်သွားခဲ့ပြီးမဲ့ရှီလန်ကိုတော့မနာတမ်းသွားနေခဲ့ရတာပါ။ဒါပေမဲ့အမောင်တူကသူတို့ထက်ပိုပြီးမြန်နေခဲ့တာကြောင့်လမ်းကဘယ်ဟာအမှန်ဘယ်ဟာအမားဆိုတာကိုမကွဲပြားနိုင်လောက်အောင်အမောင်တီဖုံးလွှမ်းလို့သွားခဲ့ပါတယ်။မျိုးကြီးငါတို့မိုးခိုဖို့တဲလေးတစ်ခုအမြန်ဆောင်မှဖြစ်မယ်လူတွေလာရှာမဲ့အချိန်ထိစောင့်တာကပိုကောင်းမယ်တင်အမောင်ထဲမှာဒီတိုင်းလျှောက်သွားနေရင်လမ်းပြောက်ပြီးကြောက်ထဲကျသွားနိုင်တယ်ကွာအေးငါလည်းအဲ့လိုပဲတင်မဟုတ်ရင်ငါတို့ရောဒီတောင်ပေါ်မှာအတီဆိုးနဲ့သေကုန်ကြအောင်မယ်
ဒီလိုနဲ့သူတို့နှစ်ယောက်ဟာထက်ဝေရဲ့အလောင်းကိုတစ်ပင်ကြီးတစ်ပင်အောက်မှာခဏရှထားပြီးတစ်ကိုင်းတွေ၊နှွယ်ပင်တွေနဲ့အနီးအနားကတောငှက်ပြောဖက်တွေကိုရှာဖွေခဲ့လိုက်ပါတယ်။ပြီးတာနဲ့ညဘက်ခဏတာအနားယူဖို့နဲ့မိုးခိုဖို့တဲငယ်လေးတစ်ခုကိုအမြန်ဆုံးစောက်ခဲ့လိုက်ကြတာပေါ့။အဲ့ဒီချိန်တောအုပ်ကြီးကတော့တိတ်ဆိတ်လွန်းလို့ကိုယ့်ရဲ့နှလုံးခုန်တန်ကိုတော့ပြန်ကြားနေရတယ်လို့ခံစားရပြီးတစုံတစ်ယောက်ကရှောင်းကြည့်နေတယ်လို့ကြောပူလာပါတယ်။မျိုးကြီးမင်းမီးဖို့ကိုတွားလုပ်လိုက်တော့အလင်းရောက်ရှိမှအလုပ်လုပ်ရတာပုံမြင်ရမှာ။နှစ်ယောက်သားအမောတကောနဲ့အလုရှုံနေချိန်သူတို့ရဲ့လေးလံလာတဲ့အသက်ရှူတမ်းပြင်းပြင်းတွေကလည်းတိတ်ဆိတ်တဲ့တောနက်ကြီးထဲမှာစူညံစွာနဲ့ထွက်ပေါ်လို့နေကြတော့တာပေါ့အဲ့ဒီခဏတာမှာအောင်ခန်းတယောက်တေပင်အောင်မှာအသက်မဲသွားနဲ့လဲလျောင်းနေတဲ့ထက်ဝေရဲ့အလောင်းကိုမယူရဲပဲကြည့်မိသွားခဲ့ပါတယ်အမောင်ရိတ်တွေရဲ့ကြားထဲမှာတငယ်ချင်းဖြစ်သူရဲ့မျက်နှာကပိုပြီးဖြူဖြောနေတယ်လို့ပါပဲအဲ့ဒီချိန်မှာပဲအောင်ခန်းရဲ့စိတ်ထဲမှာထူဆန်းပြီးရှောက်ရှားစရာကောင်းတဲ့အတွေ့အကြုံဝင်လာခဲ့ပါတယ်အဲ့ဒါကတော့ငါတို့နှစ်ယောက်တည်းရဲ့အသက်ရှူတန်တွေကဒီလောက်တောင်ကျဲနေတာလားဒါမှမဟုတ်ငါတို့အထဲမှာထက်ဝေရဲ့အသက်ရှူတန်ကပါရောနှောပြီးပါနေသလားဆိုတဲ့အတွေ့ကသူ့ရင်တွေကိုအေးလိုင်းတစ်ခုလိုပြတ်သွားခဲ့တာပါမျိုးကြီးနဲ့သူ့ရဲ့အသက်ရှူတန်အပြင်တတိယမြောက်အသက်ရှူတန်ခက်အုပ်တစ်ခုကိုများကြားနေရသလားဆိုတဲ့တန်တရားစိတ်ကြောင့်အောင်ခန်းရဲ့တကူလုံးကြက်သိမ်းမွေးညင်းတောင်ထားသွားရပါတော့တယ်ဒီအချိန်မှာပဲမိုးစုံနေတဲ့တစ်သားတွေကြောင့်မီးမွေးရတာခံနေတဲ့မျိုးကြီးဟာသိမရှိတော့ပါဘူးဒီတစ်သားတွေကလည်းကွာဘာဖြစ်လို့မီးမကူရတာလဲကွာနောက်ဆုံးမှာတော့မျိုးကြီးဟာအေးတန်နဲ့အမောင်တူကိုမခံနိုင်တော့ပဲသူတို့ရှာလာခဲ့တဲ့ပြောင်းအခွန်ကြီးကိုမီးမွေးဖို့အတွက်မီးပုံနဲ့ပစ်ထည့်လိုက်ပါတော့တယ်ဒါဟာရှေလူကြီးတွေကတောဆောင်နှက်တွေဝိညာဉ်စိုးတွေကိုအာယုံစူးစိုက်စေလို့တောလျှောက်တက်တယ်ဆိုပြီးဘယ်တော့မှမလုပ်ဖို့တားမြစ်ထားတဲ့လောက်ရတစ်ခုပါဒါပေမဲ့အကြောက်တရားကအသိဉာဏ်ကိုလွှမ်းမိုးထားတဲ့မျိုးကြီးအတွက်တော့ရှေးစကားတွေကိုဂရုစိုက်နိုင်စွမ်းမရှိတော့ပါဘူးငါပြောရွက်တွေနဲ့ဖြစ်သလိုစောက်ထားတဲ့တဲငယ်လေးအပြီးမှာတော့ကောင်းကင်ကမိုးဆက်တွေတဖွာဖွာရာကျလာခဲ့ပါတယ်မျိုးကြီးကတော့ကြောက်လန့်တကြားနဲ့သူ့ရဲ့ပစ္စည်းတွေကိုအလောတကြီးဆွဲယူပြီးတဲအောက်တဲကိုအမြဲဆုံးဝင်အောင်နေခဲ့လိုက်ပါပြီအောင်ခန်းကတော့တဲအပြင်ဘက်ကမိုးရီတွေရဲ့ကြားမှာစိုးရွှဲနေတဲ့ထက်ဝေရဲ့အလောင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တာပါအေးစလာတဲ့မိုးဆက်တွေရဲ့အောက်မှာတငယ်ချင်းဖြစ်သူရဲ့ခန္ဓာကိုယ်ကိုဒီအတိုင်းပြစ်ထားခဲ့ရတာကြောင့်အောင်ခန်းတယောက်လှမ်းကြည့်ရင်ပြောလိုက်ပါတော့တယ်မျိုးကြီးလာပါအောင်ကွာထက်ဝေကိုတဲထဲမှာမိုးလုံးအောင်လာမကူပါအောင်ဟာအောင်ခန်းရ तू ကတည်သွားပြီလေကွာတည်သွားလေ तू ကငါတို့ရဲ့တငယ်ချင်းပဲဟာလာကူစမ်းပါကွာမင်းကလည်းသူ့ကိုအပြင်မှာဒီတိုင်းကြီးမိုးဆွတ်သူကြီးထားလို့ပဲဖြစ်မလဲလာပါလာမကူစမ်းပါကွာမိုးကပိုပြီးတဲလာပြန်ပြီအတဲကိုအမြန်သွင်းရအောင်ဒုက္ခပါပဲငါနဲ့မင်းတို့တငယ်ချင်းမျိုးနဲ့လိုက်လာမိတာကိုကငါမှားတာမျိုးကြီးဟာကြောက်စိတ်ကြောင်မျက်နှာတစ်ခုလုံးပြက်ယွင်းနေခဲ့ပြီးတဲအပြစ်ကိုထွက်ဖို့ခြေလမ်းတွေကတုံဆိုင်နေခဲ့ပါတယ်ဒါပေမဲ့အောင်ခန်းရဲ့အတင်းအကျပ်ခေါ်ဆိုမှုတွေကြောင့်မတက်သားတဲ့အစုံတဲတဲကနေတုံတုံရင်းနဲ့ထွက်လာခဲ့တာပေါ့ပြီးတော့မှညီညီညူညူပြောဆိုပြီးအောင်ခန်းနဲ့အတူထက်ဝေရဲ့ပြောခွင့်နေတဲ့ရုပ်အလောင်းကိုတဲအတွင်းရဲ့တစ်ဖက်ကျန်းစီကိုမတင်ပေးလိုက်ပါတော့တယ်တကယ်တော့ထက်ဝေရဲ့ဦးကောင်းကပြင်းထန်တဲ့တန်ရာနဲ့မျက်နှာပေါ်ကစီးကျထားတဲ့သွေးတွေကိုဖယ်ကြည့်လိုက်ရင်သူဟာတိတ်ဆုံးသွားတာနဲ့မတူပဲအမောပြေးရင်နှင်းနှင်းရှိုက်ရှိုက်အိပ်ပျော်နေတဲ့လူတစ်ယောက်လိုထင်ရလောက်ပါတယ်တကယ်ချင်းဟာမင်းဘာလို့ဒီလောက်တောင်အသက်တူရတာလဲကွာအောင်ခန်းကစိတ်မကောင်းစွာနဲ့ရေရွံ့ရင်မိုးမဆို့စေဖို့အပြင်ဘက်ကမီးပုံကိုတဲအစော်နာတီရွှေ့လိုက်ပါတယ်။အောင်ခန်းတယောက်မီးပုံရွှေ့ဖို့အပြင်ထွက်လိုက်တာနဲ့မျိုးကြီးကလည်းနောက်ကနေအရေးတစ်ခုလိုအပြေးလွှားလိုက်ထွက်လာခဲ့တာပါ။သူဟာတငယ်ချင်းဖြစ်နေပါသေးအလောင်းတစ်ခုနဲ့အတူတဲထဲမှာတယောက်တည်းကြံရင်မှာကိုတေးမလောက်ကြောက်နေခဲ့တာပေါ့။ဘူထဝမ်တောင်ကုန်းကြီးပေါ်ကညဟာလူသူကင်းမဲ့ပြီးအကြတန်ကြားရတော့အောင်တိတ်ဆိတ်လွန်နေခဲ့ပါတယ်။ဒါအပြင်ကုံဆုံးနေတဲ့မိနစ်တိုင်းကလည်းနှစ်ရှည်အောင်ကြာမြင့်နေတယ်လို့အင်မတန်မှနှီးကွင်းလွန်လာတာပေါ့။ဒီလိုရှောက်ရှားစရာကောင်းတဲ့အခြေအနေမျိုးမှာလူတယောက်ရဲ့အမြင်အာရုံကအမောင်တွေကိုမကြည့်ရတာကြောင့်ရှေ့ကမီးပုံကိုပဲအတင်းဆိုင်ကြည့်နေခဲ့ပေမဲ့လို့လည်းစိတ်ကတော့တခြားတနေရာစီကိုအလိုလိုရောက်နေတတ်ပါတယ်။ကြောက်စိတ်ကအချိန်တက်လာလေအနားမှာရှိနေတဲ့အလောင်းကများထားလောက်လာမလားဆိုတဲ့အတွေးနဲ့မကြည့်ရပဲခိုးကြည့်နေခဲ့မိတာပေါ့အောင်ခန်းနဲ့မျိုးကြီးတို့ရဲ့အခြေအနေကလည်းဒီတိုင်းပါပဲသူတို့ဟာတောက်လောင်နေတဲ့မီးပုံကိုစိုက်ကြည့်နေကြရင်ကြောဘက်ကအေးဆက်နေတဲ့ထက်ဝေရဲ့အလောင်းစီကိုစိုးရိမ်စိမ့်နဲ့မကြာခဏလှည့်ကြည့်နေခဲ့မိပါတယ်အဲဒီလိုထိတ်လန့်စရာတိတ်ဆိတ်မှုကိုဖြိုခွင်းသွားတာကတော့မျိုးကြီးဟာအောင်ခန်းရဲ့လက်မောင်းကိုအတင်းဆွဲညှစ်လာခဲ့တာပါပဲပြီးတော့မျက်လုံးအစုံကတစုံတစ်ခုကိုကြောက်လန့်တကြားစိုက်ကြည့်ရင်အတန်တွေတုံရင်ကပြောလိုက်ပါတယ်ဟုတ်ကဲ့ထက်ဝေမျက်လုံးပွင့်နေတယ်မျိုးကြီးရဲ့ထိတ်လန့်ကြအောင်ဟစ်တန်ကြောင်အောင်ခန်းရဲ့ကြော်ထဲမှာတောင်စိတ်ကနေဖြစ်သွားပြီးတကူလုံးတုန်တက်သွားခဲ့ပါတယ်။ပြီးတော့မီးအောင်မိန်အောင်မှာထက်ဝေရဲ့မျက်လုံးတွေကတကယ်ပဲပွင့်နေလို့ဖြစ်နေတာကိုမြင်လိုက်ရပြီမဲ့စိတ်ကိုထိန်းချုပ်ပြီးပြန်ပြောခဲ့လိုက်တော့တာပေါ့။မင်းကလည်းမဟုတ်တာတွေရှောက်ပြောမနေနဲ့ကွာ။မင်းမျက်စိမာတာဖြစ်မှာပါ။အောင်ခန်းကမျိုးကြီးကိုစိတ်သက်သာရအောင်ခက်တီတီပဲပြန်ပြောလိုက်ပြီမဲ့သူ့ရင်ထဲမှာတော့တတိတိတုန်နေခဲ့ပါပြီ။ဒါကြောင့်သူဟာမီးပုံတွေကိုထင်းချောက်တွေအလောတကြီးထပ်ထဲပြီးအလင်းရောင်ကိုအစွမ်းကိုမြင့်တင်ခဲ့လိုက်တော့တာပေါ့။မင်းကြောက်နေရင်လေအဘက်ကိုလဲမကြည့်နဲ့လေ
မျိုးကြီးကတော့ကြောက်အားလန့်အားနဲ့ခေါင်းငိမ်ပြနေခဲ့ပေမဲ့မျက်နှာကလူတီတယောက်လိုဖြူဖြောနေတော့မှာပဲသူဟာတစုံတစ်ခုကိုအကာအကွယ်ယူခြင်းတလို့အောင်ခန့်ရဲ့အနာကိုတိုးကက်လို့လာခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးတောနက်ထဲကနေဒေါ်ခွေရီရဲ့ဦးတန်းကစူးစူးရှာရှာနဲ့ဟိန်းထွက်လာခဲ့တာပါအာဒီချိန်ကြီးကြောင့်မှဘာလို့တောခွေတွေကဥနေတာလဲကွာငါကြောက်လာပြီနော်အောင်ခန့်ရအခြေအနေတွေကတဖြည်းဖြည်းနဲ့ပိုပြီးစိတ်လျှော့ရှားစရာကောင်းလာသလိုအမောင်တူတွေကမမြင်ရတဲ့အင်အားတစ်ခုခုကသူတို့ကိုဝိုင်းပတ်ပိတ်ဆို့ထားသလိုခံစားလာခဲ့ရပါတယ်။အချိန်တွေဟာဘလောက်တောင်ကုန်ဆုံးသွားပြီလဲဆိုတာသူတို့ဝေခွဲမရတော့ပါဘူး။မျောလင်းနေတဲ့ရွာကလူတွေလည်းအခုတည်းတက်မလာကြသေးသလိုတောအုပ်တစ်ခုလုံးကလည်းအေးဆက်ပြီးတိတ်ဆိတ်နေခဲ့တာပါ။အဲဒီလိုလေးလံလာတဲ့တိတ်ဆိတ်မှုတွေထဲမှာအောင်ခန့်ရဲ့စိတ်ထဲထူးဆန်းတဲ့အာရုံတစ်ခုရလာခဲ့ပါတယ်။သူစိတ်ထဲမှာလုံးဝမကြည့်ချင်ပေမဲ့မျက်လုံးတွေကတော့ထက်ဝေရဲ့အလောင်းရှိရာစီကိုအလိုလိုရောက်သွားခဲ့ပါတယ်။အမောင်ရိတ်ထဲမှာငိမ့်တက်နေတဲ့အလောင်းရဲ့ပုံသဏ္ဍာန်တွေကစောစောကားထက်စားရင်တမျိုးပြောင်းလဲနေတယ်လို့ဖြစ်လာတာကြောင့်အောင်ခန့်ရဲ့ရင်ခုန်တန်တွေဟာမြန်ဆန်လို့လာပါတော့တယ်။အဲဒီခဏမှာပဲမိဘုံကကြွက်ပေါ်လာတဲ့မိခုံမှုကြီးရဲ့ကြားထဲမှာထက်ဝေရဲ့မျက်လုံးနဲ့နှကန်းစီကတခုခုလှုပ်ရှားသွားသလိုအတင်းသားမြင်လိုက်ရပါတယ်။ဒါကြောင့်အောင်ခန့်လည်းထိတ်ကနေဖြစ်သွားခဲ့ပြီးရင်တုံပန်းတုံနဲ့မျက်တောင်ကိုအမြန်ခက်ကတေးကြအောင်ပြန်ကြည့်လိုက်မိပါတယ်။အဲဒီချိန်တဲလီတဲကမိဘုံကြီးဟာတစ်ဖြစ်ဖြစ်နဲ့မင်းငယ်လူနေပါဖြစ်လို့နေပါပြီ။အောင်ခန့်ရဲ့မျက်နှာတစ်ခုလုံးသွေးမရှိသလိုဖြူရောနေတာတွေကိုမြင်တော့ဘေးမှာကတ်ထားနေတဲ့မျိုးကြီးကထိတ်လန့်တကြားနဲ့မေးခဲ့လိုက်ကြတာပေါ့ဟဲ့ကောင်ဘာဖြစ်လို့လဲမင်းဘာမြင်လို့လဲကွအေးဘာမှမဟုတ်ပါဘူးဘာမှမရှိပါဘူးအောင်ခန့်ကစကားတွေကိုခင်းငုံနေအောင်ပြောရင်ကြောက်ကြောက်လန့်လန့်နဲ့ထက်ဝေရဲ့အလောင်းစီကိုနောက်ထပ်တစ်ကြိမ်ခိုးကြည့်လိုက်မိပါတယ်ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ထက်ဝေကအရင်အတိုင်းမျက်လုံးမိတ်ပြီးငြိမ်သက်နေတော့မယ်ပေါ့ဒီတော့အောင်ခန့်လဲငါအမြင်မှားတာဖြစ်မှာပါပင်မနေလို့အာယုံနောက်တာနေမှာပါလို့ကိုအတင်းအားပေးနေတော့မှပဲတဲရဲ့တောင်စုံစီကနေထူးဆန်းတဲ့အသက်တကူထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်းဟာတစုံတစ်ယောက်ကစားစရာတကူခုကိုအားရပါရရက်နေသလိုမြည်နေတဲ့အတန်းမျိုးပါပဲဒီတော့အောင်ခန့်လဲရင်တထိတ်ထိတ်နဲ့အသက်ရှူတော့ရဲတင်းတင်းမရှူရဲပဲအမောင်ထဲမှာနားဆွင်လိုက်မိပါတယ်ပြီးတာနဲ့မျိုးကြီးဘက်ကိုအကူကြီးတောင်းသလိုလှည့်ကြည့်လိုက်တော့မျိုးကြီးကလည်းကြောက်လွန်းလို့အသိစိတ်လွတ်သလိုတောင်းတောင်းကြီးထိုင်နေတာကိုတွေ့ရပါတော့တယ်အဲ့ဒီအချိန်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရှုမိတော့လေအရာအလုံးကပုံမှန်အတိုင်းပဲပေါ့ထက်ဝေရဲ့အလောင်းကလည်းအမောင်ထဲမှာအရင်တိုင်းငြိမ်သက်နေစေဖြစ်တာကြောင့်အောင်ခန့်ရဲ့စိတ်ထဲမှာအနှဲငယ်သက်သာသွားခဲ့ပါတယ်ငါတကယ်ပဲအာယုံရှောက်ရှားနေတာထင်ပါရဲ့သူဟာအာယုံမားတာပဲဖြစ်မှာပါလို့ကိုနှစ်သိမ့်ပြီးတက်ပြင်းတစ်ချက်ချလိုက်မိပါတယ်စိတ်ကိုအတင်းချော်လိုက်တဲ့အချိန်မှာပဲသူတို့တက်လုံးမိနိုင်တော့မှမဟုတ်တဲ့တကယ့်ငရေခန်းကြီးကစတင်လို့လာပါတယ်ဟာဟေ့ကောင်ဒါဘာကြီးလဲအကြောင်းကတော့မျိုးကြီးနဲ့အောင်ခန့်ရဲ့မျက်စိရှိတင်ထက်ဝေရဲ့အလောင်းကမေယိုတွေကျွတ်တက်မတက်ဗစက်ကြီးကိုအတင်းဖြေလာပါတယ်။အဲဒီနောက်မှာတော့နီမြန်းနေတဲ့ရှာကြီးဟာမွေးတကောင်လိုတဖြည်းဖြည်းအပြင်ကိုထွက်လို့လာခဲ့ပါတယ်။အဲဒီရှာကြီးနဲ့သူ့ရဲ့မျက်နှာပေါ်မှာပေကျန်းနေတဲ့သွေးတွေကိုအတန်ထွက်အောင်အငန်းမရပြန်ရနေတာကိုကြည့်ပြီးသူတို့နှစ်ယောက်သားဒူးတုံလိုနေခဲ့ပါပြီ။ဒါအပြင်ထက်ဝေရဲ့မျက်လုံးတွေကလည်းအပေါ်ကိုလန်တက်နေခဲ့ပြီးရုပ်အလောင်းကောင်ကြီးကကိုယ်သွေးကိုပြန်ရနေတဲ့မြင်ကွင်းဟာတကယ်ကိုမှကြောက်စရာကောင်းလို့လာပါတယ်။အောင်ခန့်နဲ့မျိုးကြီးတို့ဟာကြောက်လွန်းလို့အော်ဖို့တောင်အတန်မထွက်နိုင်တော့ပဲနေရာမှာတင်တက်တောင်ကြီးဖြစ်နေခဲ့ကြတာပါသူတို့ရဲ့တငယ်ချင်းဟာလူမဟုတ်တော့ပဲတခုခုဖြစ်သွားပြီဆိုတာသိလိုက်ရတော့တကူလုံးသွေးတွေခမ်းတယ်လို့အေးဆက်သွားခဲ့ကြပါတော့တယ်ဟေးဒါကဘာကြီးလဲဟာထက်ဝေငါတို့ကမင်းအလောင်းကိုအိမ်ပြန်တယ်ပေးဖို့တော့ကြိုးစားနေတာလေကွာမင်းကဘာလို့ငါတို့ကိုပြန်ရှောက်နေရတာလဲငါဘိုက်စားတယ်အေးဆက်ပြီးအကွဲနေတဲ့အတန်ကြီးနဲ့အတူထက်ဝေဟာရုတ်တရက်ထားထိုင်လိုက်တဲ့အခါမှာတော့အောင်ကန်းတို့လည်းမနေရတော့ပဲထွက်ပြေးခဲ့ကြပါတော့တယ်ပြေးတော့မျိုးကြီးထက်ဝေကဖုတ်ကောင်ဖြစ်သွားပြီဟဲ့အောင်ခန့်ဟာကြောက်စိတ်နဲ့အတူဘေးနာကမျိုးကြီးရဲ့လက်မောင်းကိုအတင်းဆွဲပြီးတဲတဲကနေတစ်ခနဲထွက်ပြေးပါတော့တယ်ဒါပေမဲ့ဖုတ်ကောင်ဖြစ်သွားတဲ့ထက်ဝေကလည်းတာမန်လူတွေထက်ပုံမြန်တဲ့ထူးဆန်းတဲ့အချိန်နဲ့သူတို့နောက်ကနေအပြေးလိုက်လာခဲ့တာပါဘိုက်ထားတယ်အနောက်ကနေကတ်လိုက်လာတဲ့အဲ့ဒီလျှောက်ချားစရာအတန်ကြီးကြောင့်သူတို့နှစ်ယောက်စလုံးဘဲကိုပြေးနေပြီမှန်းတော့မသိတော့ပါဘူး။ကောင်းကင်ကလျှက်စီးလက်လိုက်တဲ့အခိုင်အတန့်အလင်းရောင်လေးတွေကိုအားပြုပြီးရှေ့မှာရှိတဲ့တောနက်ထဲကိုပဲဇွတ်တိုးဝင်နေခဲ့မိပါတယ်။အဲ့ဒီချိန်မိုးကြီးကလည်းတဲကြီးမဲကြီးရွာရှာလာခဲ့တာကြောင့်မြေပြင်ကရွှွန့်နှုံနေနဲ့ရှော့ထွက်နေခဲ့ပြီးမတော်လို့ရှေ့လန်းမားတာနဲ့တောင်ဆောင်အောက်ကိုပြုတ်ကျနိုင်တဲ့အနေအထားမလို့အသက်အန္တရာယ်ကပိုပြီးများလာခဲ့ပါတယ်။အမောင်တွေကတစ်ချက်လင်းသွားတဲ့လျှက်စီးရောင်အောက်မှာသူတို့အနောက်ကနေပြေးလိုက်လာတဲ့ထက်ဝေရဲ့ပုံရိပ်ကိုမြင်ရတာကပိုပြီးတော့ထိတ်လန့်စရာကောင်းနေပါတော့တယ်။မျိုးကြီးတတိထားအောင်နော်ရှော့လင်းနေမယ်
အောင်ခန်းကနှုတ်ကနေတတိပေးလို့တော့မဆုံးသေးခင်မှာပဲမျိုးကြီးတယောက်တင်းမြစ်တစ်ခုနဲ့ခလုတ်တိုက်မိပြီးမြေပြင်ပေါ်မှာမောက်ကုန်ကြီးလဲကျသွားခဲ့ပါတော့တယ်အရှင်ပြင်းပြင်းနဲ့ဆောင်းလိုက်မိတဲ့တန်းကြောင်မျိုးကြီးရဲ့တကူလုံးအောင်တက်သွားခဲ့ပြီးချက်ချင်းပြန်မထားနိုင်တော့ပဲအသက်ကိုလူရှူနေခဲ့ရတာပါဒီအခါအောင်ခန်းလည်းအနောက်ကလိုက်လာတဲ့အတန်တွေကိုနားဆွင့်ရင်းတငယ်ချင်းကိုအတင်းအားစိုက်ကဆွဲထူလိုက်ပါတယ်ပြီးတော့မှအနီးနာကအကိုင်းကတ်တွေဝေးစားနေတဲ့တစ်ပင်အိုကြီးတစ်ပင်ရဲ့အကွဲမှာအသက်အောက်ပြီးဝင်ပုံခဲ့လိုက်တော့တာပေါ့တူတူနေအတန်မထွက်နေအောင်တစ်ချက်လက်လာတဲ့လျက်စီးရောင်အောက်မှာခြေတံတကူကသူတို့ပုံနေတဲ့နေရာနဲ့မနီးမဝေးမှရပ်တန့်သွားခဲ့ပါတယ်။တကူလုံးပြူပြောပြီးသွေးစွန်းနေတဲ့ထက်ဝေဟာမတ်တက်ရက်ပြီးတစုံတရာကိုအနှံ့ခံရှာနေသလိုလှဲ့လှဲ့ကြည့်ရှုနေခဲ့မိတာပါ။ပြီးတော့သူတို့ပုံနေတဲ့တစ်ပင်ဘက်ကိုလည်းတန်တရားရှိသလိုနဲ့စူးစူးဆက်ဆက်ကြည့်နေပြန်တာပေါ့။အဲ့ဒီချိန်အောင်ခန်းနဲ့မျိုးကြီးတို့ရဲ့နှလုံးခုန်တန်ဟာရင်ဘတ်ထဲကနေပေါက်ထွက်တော့မလို့ပြင်းထန်လို့နေခဲ့ပြီးတစ်စက္ကန့်ချင်းစီဟာနာရီပေါင်းများစွာကြာမြင့်နေလို့ပါပဲ။ဟုတ်ကောင်ကြီးကတစ်ဖက်ကိုလှဲပြီးဝေးရကိုပြေးထွက်သွားတဲ့အခါမှာပဲအောင်ခန်းတယောက်မျိုးကြီးကိုတူတူကလေးကပ်ပြောခဲ့လိုက်ပါတယ်။တို့ရအောင်သူတခြားဘက်ကိုသွားပြီးငါတို့အမြန်ပြေးမှဖြစ်မယ်။သူတို့နှစ်ယောက်တစ်ပင်အကွယ်ကနေထွက်ဖို့အတွက်ခြေလမ်းပြင်လိုက်တဲ့အချိန်မှာပဲနားစီကွဲမတက်ခြောက်ရှားစရာကောင်းတဲ့ရေတံကြီးနဲ့အတူဟုတ်ကောင်ထက်ဝေကသူတို့ရှိတဲ့ကိုဝုန်းကနေပြန်ရောက်လာပါတော့တယ်။ဒီမာကိုတေးပြီကွာ။ဟာတေးပြီကဲကြပါဦးဟဲ့ကောင်ပြေးတော့ဟာဒီအခါအောင်ခန်းနဲ့မျိုးကြီးတို့လည်းအသက်လူပြီးထပ်မံထွက်ပြေးဖို့အတွက်ကြိုးစားခဲ့ရပြန်ပါတယ်။ဒါပေမဲ့ကံကြမ္မာကသူတို့ဘက်မှာမရှိနေပါဘူး။အနောက်ကနေအသေးအတန်ပြေးလိုက်လာတဲ့မျိုးကြီးဟာတစ်ပင်ကြီးတစ်ပင်ရဲ့ကြောက်တုံးတွေကြားမှာခလုတ်တိုင်းမိပြီးမောက်ကုန်လဲကျသွားပါတယ်။အဲဒီချိန်မှာပဲသူတို့နောက်ကလိုက်လာတဲ့ထက်ဝေဟာမျိုးကြီးရဲ့ခြေထောက်ကိုအတင်းကုန်းကိုက်ကြော်တာပေါ့။အောက်ကကဲပါဦးထက်ဝေငါ့ကိုကိုက်နေပြီကဲပါဦးဟာမျိုးကြီးဘယ်လိုလုပ်ခဲ့ရမှာလဲကွာအမောင်ထဲမှာငါလည်းဘာမှမမြင်ရဘူးလေမင်းကမင်းအလင်းရှိတဲ့ဘက်ကိုရောက်အောင်အတင်းရုံးထွက်ခဲကွာအဲဒီနောက်မျိုးကြီးလဲခြေထောက်ကိုကိုက်ထားတဲ့ဖုတ်ကောင်ထက်ဝေကိုအတင်းဆွဲယုံရင်းနာကျင်မှုကိုအန်တူကအလင်းရောင်ရနိုင်တဲ့လွင်ပြင်ဘက်ကိုရောက်အောင်ထွက်လာခဲ့ပါတယ်အလင်းရောင်အနေငယ်ရှိတဲ့နေရာရောက်တာနဲ့အောင်ကန်ကအပြေးလွှားသွားရောက်ပြီးထက်ဝေရဲ့ရင်ဘက်ကိုအချိန်နဲ့ကန်ထုတ်ခဲ့လိုက်တော့တာပေါ့ထက်ဝေဟာဖုတ်ကောင်ပြတ်သွားပြီဆိုပေမဲ့အချိန်ကရင်ဘတ်ချင်းရင်းနှီးခဲ့တဲ့တငယ်ချင်းဖြစ်တာကြောင့်အောင်ခန့်ဟာသူ့မှာရှိတဲ့တောခုတ်ထားကိုအသုံးမပြုခဲ့ပါဘူးဒါကြောင့်လဲအနာကိုအငမ်းမရတိုးကပ်လာတဲ့ထက်ဝေကိုဓာတ်နဲ့မခုတ်ပဲခြေထောက်နဲ့တင်ကန်ချောက်ခဲ့ပြီးအသေးအတန်ကုကန်နေခဲ့ရတာပါဒါအပြင်အောင်ခန့်ရဲ့စိတ်ထဲမှာနောက်တဲ့စိုးရိမ်စိတ်တစ်ခုကလည်းကြီးကြီးမားမားရှိနေပြန်ပါတယ်တကယ်လို့သာထက်ဝေရဲ့အလောင်းမှာဓာတ်ဒဏ်ရာတွေပေးချမ်းပြီးရွာကိုပြန်တည်သွားမိရင်ရွာသားတွေကတစ်ပင်ပေါ်ကပြုတ်ကျလို့တည်သွားတယ်ဆိုတာကိုလုံးဝယုံကြည်ကြမှာမဟုတ်ပါဘူးအဲ့ဒီလိုသာဖြစ်ခဲ့ရင်သူတို့နှစ်ယောက်ကပဲဝိုင်းပြီးထက်ဝေကိုတတ်လိုက်တာလို့အထင်ခံရမှာကိုအောင်ခန့်ကကြောက်နေမိတာလဲပါတာပေါ့အဲဒီလိုရှေ့ရေးကိုတွေးပူနေခဲ့မိတာကြောင့်ပဲအသက်အန္တရာယ်နဲ့နီးကပ်နေတဲ့ကြားတွေကနေဓာတ်ကိုမတုံးပဲလက်ပလာရှိပလာနဲ့ဖုတ်ကောင်ကိုအားကုန်တွန်းလှန်နေခဲ့ရပါတော့တယ်။ထွက်ဝေရမင်းကတော့ကွာငါတို့ကမင်းအလောင်းကိုအိမ်ပြန်ရအောင်ကူညီနေရကိုမင်းကငါတို့ကိုပြန်လို့ရတယ်လားမျိုးကြီးမြင်လို့နွယ်ပင်နေချပြီးတော့သူ့ကိုအတင်းထုတ်ထားမှဖြစ်မယ်ကွာအဲဒီနောက်မျိုးကြီးကဒဏ်ရာရထားတဲ့ခြေထောက်ကိုတရွတ်တိုက်ဆွဲပြီးတုံတုံရင်ရင်နဲ့အနာကຫນွယ်ပင်တွေကိုအလော့ကြီးချပွင့်နေခဲ့တော့တာပေါ့အဲဒီအချိန်မှာပဲအမောင်လူတွေကနေနောက်ထပ်ကြောက်စရာကောင်းတဲ့အရာတစ်ခုကဘုံကနေထွက်ပေါ်လာခဲ့ပြန်တာပေါ့ဒီတခါကတော့ဟုတ်ကောင်ပြင်းနေတဲ့ထက်ဝေမဟုတ်ရပါဘူးဒေါ်နတ်ထဲမှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ခြောက်ချားပွဲရအယိုးစုတစ်စေတစ်ကောင်ပဲဖြစ်ပါတယ်အဲဒီတစ်စေကြီးကဖြူစွန်းနေတဲ့အယိုးစုကိုယ်တည်းကြီးနဲ့သူတို့စီကိုတရွရွဦးတီလာနေခဲ့တာပါအေးအောင်ခဲ့ဟိုမှာကြည်တဲ့အယိုးစုကြီးဟာတရေတယ်မကဘူးတစီရောပါလာပြီရှေ့မှာကအသားစိမ်းစားကျင်နေတဲ့ဖုတ်ကောင်နဲ့အနောက်မှာကနှလုံးသွေးရမတက်ခြောက်ရှားပွဲအယိုးစုတစ်စီရှိတာကြောင့်အောင်ခန်းတို့နှစ်ယောက်လည်းဘယ်ဘက်ကိုပြေးရမှန်းမသိပဲကြံရမရဖြစ်လို့သွားခဲ့ကြတာပေါ့ဒါပေမဲ့နောက်ဆုတ်စရာလမ်းမရှိတော့တဲ့အစုံအောင်ခန်းဟာတနက်မပါတဲ့မုတ်ဆိုးတစ်ယောက်လိုလက်ကျန်တက်တီကိုအားတင်းပြီးအဲ့ဒီအန်ဒီရဲ့နှစ်ခုစလုံးကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်သူဟာလက်ထဲကတောခုတ်တာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းပြီးတငယ်ချင်းဖြစ်သူမျိုးကြီးကိုကာကွယ်ဖို့အတွက်ကြောက်စိတ်ကိုပေးဖယ်လိုက်ကြတာပေါ့အောင်ခန့်ငါ့ကိုပြစ်မသွားနဲ့အောင်နော်အေးပါကွာမင်းသာတတိထားတကူဖြစ်ရင်ငါလာကူမယ်အောင်ခန့်ကလက်ထဲကဓာတ်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားပြီးရှေ့ကအယိုးစုတစ်သေးကြီးစီကိုအားကုန်ပြေးဝင်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမျိုးကြီးဟာသူ့အနားကိုကပ်လာခဲ့တဲ့ဖုတ်ကောင်ထက်ဝေနဲ့အသေးအတန်လုံးထွေးတက်ပုတ်ပြီးခုခံလုံးနေခဲ့ရတာပေါ့အဲဒီလိုရုံရင်ဆန်ကပ်ဖြစ်နေတော့မှပဲမျိုးကြီးစီကနေနာကျင်လုံးလို့အားကနေအော်ဟစ်တန်ကြီးကထွက်ပေါ်လို့လာခဲ့တာပေါ့မျိုးကြီးတစ်ခုခုဖြစ်သွားပြီဆိုတဲ့အတီးနဲ့အောင်ခန့်ကလှည့်ပြီးတွားကူဖို့အတွက်ပြင်လိုက်ပါတယ်ဒါပေမဲ့အယိုးစုတစ်စေကြီးကလည်းအဲ့ဒီအခွင့်အရေးကိုလက်လွတ်မကမ်းပဲအောင်ခန့်ရဲ့ရှီတော့ကိုတန်မလီလက်သေးတွေလိုအေးဆက်လာတဲ့လက်သေးကြီးတွေနဲ့လမ်းဆွဲထုတ်ခဲ့လိုက်တော့တာပေါ့
အရှိန်နဲ့ယုံလိုက်ခဲ့ပေမဲ့လို့လည်းအဲ့ဒီလက်ကြီးတွေရဲ့အားကပြင်းထန်လွန်လာတာကြောင့်အောင်ခန်းလည်းဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ကိုဝုန်းကနေလဲကျလို့သွားခဲ့ပါတော့တယ်။အောင်ခန်းတယောက်မြေပြင်ပေါ်ကိုလဲကျသွားတဲ့အချိန်မှာပဲအယိုးစုတစ်သေးကြီးကသူ့အပေါ်ကိုထပ်ပြီးအုံမိုးလာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းမျိုးကြီးဟာဟိုးကောင်ထက်ဝေရဲ့ရန်ကိုမနေ့တောင်းခံနေခဲ့ရပြီးအရှင်အနေကတကယ်ကိုအသက်အန္တရာယ်နဲ့နီးကပ်လာပါတော့တယ်။ဒါကြောင့်အောင်ခန်းလည်းသူ့ထက်ပိုပြီးအရှင်အနေစိုးနေတဲ့မျိုးကြီးကိုကြည့်ကလမ်းအော်ပြောခဲ့လိုက်တော့တာပေါ့။မျိုးကြီးရော့ဓာတ်ကိုယူလိုက်အောင်ခန်းလဲသူ့လက်ထဲကဓာတ်ကိုမျိုးကြီးစီအားကုန်လမ်းပစ်ပေးခဲ့လိုက်ပြီးမြဲမိုးရွာနေတာနဲ့မှောင်လုံးနေတာကြောင့်ဓာတ်ကမျိုးကြီးစီမရောက်ပဲတခြားဘက်ကကျွတ်နုံနေတဲ့ကိုလွဲလျှော်ပြီးကြာသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲမျိုးကြီးဟာထက်ဝေရဲ့နောက်ထပ်တစ်ကြိမ်ကြိုက်ခဲတာကိုခံခဲ့လိုက်ရပြီးနာကျင်လွန်းလို့တောအုပ်ကူလုံးဟိန်းနေအောင်အော်ဟစ်ပါတော့တယ်။မျိုးကြီးရဲ့အော်တန်ကြောင့်အောင်ခန်းလဲယူမတက်ဖြစ်သွားကအားရှိသမျှအကုန်လုံးပြီးသူ့ခြေထောက်ကိုဆွဲထားတဲ့အယိုးစုရဲ့ဥကောင်းခုံကိုကန်ထုတ်ခဲ့လိုက်တော့တာပေါ့။ရောဆိုတဲ့အတန်နဲ့အတူအယိုးကောင်းကြီးတစ်ခုလုံးလွင့်စင်ပြီးပြုတ်ထွက်သွားတော့မှပဲတချီကြီးကသူ့ရှိတော့ကိုလွတ်ပေးပါတော့တယ်။အဲဒီလိုအသက်လူတိုက်ပွဲအရှိန်တက်နေတော့မှပဲတောအုပ်ထဲကနေအလင်းရောင်တန်းကြီးတစ်ခုဟာသူတို့ရှိရာကြီးကိုထွက်ပေါ်လာခဲ့ပါတော့တယ်။ဒီအခါမျိုးကြီးကိုအသေးအတန်ကိုက်နေတဲ့ဖုတ်ကောင်ထက်ဝေနဲ့အယိုးစုတစ်စီကလည်းပြုတ်ထွက်သွားတဲ့သူ့ဦးကောင်းကိုပြန်ကောက်ယူပြီးအမောင်တူတွေကိုထွက်ပြေးပြောက်ွယ်လို့သွားခဲ့ကြပါတယ်။အချိန်ထဲမှာပဲသူတို့ရွာတွေကဥတာဆိုင်ဆိုတဲ့လူကြီးဟာခေါင်းပတ်တံမီတလက်နဲ့အတူအောင်ခန်းတို့ရှိကိုရောက်လာခဲ့တာပါ။ဘဲကောင်တွေအောင်ခန်းနဲ့မျိုးကြီးမဟုတ်လားဘာတွေဖြစ်နေကြတာလဲကွာမင်းတို့တငယ်ချင်းထက်ဝေကိုဘာလို့မျက်နှာမှာတွေးတွေချင်းချင်းကြီးအောင်လှုပ်ထားကြတာလဲအာဦးလေးတာဆိုင်လားကဲပါအောင်ဗျထက်ဝေကတည်သွားပြီဗျလေးလေကတစ်ပင်ပေါ်ကနေပြုတ်ကျပြီးတည်တာဒါပေမဲ့အခုကသူဖုတ်ကောင်ဖြစ်ပြီးကျွန်တော်တို့ကိုလိုက်ကိုက်နေလို့ဗျအောင်ခန်းကလည်းမျိုးကြီးပြောဖို့ကြံခဲ့တဲ့ဖြစ်ရဆိုတွေကိုတုံတုံရင်ရင်နဲ့အသေးစိတ်ပြောပြလိုက်ပါတယ်ဒီတော့မှလူကြီးဖြစ်တဲ့ဦးတာဆိုင်လည်းအရှင်တွေကိုနားလေသွားပြီးမျက်နှာပြက်ကတက်ပြင်းရှည်ကြီးရှာခဲ့လိုက်တော့တာပေါ့သွားပြီအေးမင်းတို့သွားပြီပဲဒီလောက်ဝေယုံသုံးကားတွေဖြစ်ကုန်တာတခြားလူလောက်တာမဟုတ်ဘူးမင်းတို့ကြောင့်ပဲမင်းတို့ပြောင်းအခွန်ဟောင်းကိုမီးရှို့ခဲ့ကြတယ်မဟုတ်လားအဲ့ဒါကတောထဲမှာဆိုရင်တရေစီတွေကိုလာစားကြပါလို့ဖိတ်ခေါ်လိုက်တာပဲကွာဒါနဲ့မင်းတို့အဲ့ဒီပြောင်းအခွန်တွေကိုမီးရှို့ထားတာဘယ်နှနာရီလောက်ရှိပြီလဲကျွန်တော်တို့မီးရှို့ထားတာအခုဆိုရင်2နာရီကျော်လောက်ရှိပြီဦးလေးအာသွားပြီဒုက္ခပဲဒါဆိုငါတို့မှအချိန်မိနစ်30ပဲကျန်တော့တယ်ကွာအဲ့ဒီမီးပုံကိုအမြန်ဆုံးသွားမငိမ့်နိုင်ရင်အားလုံးအသက်ပြောက်ကုန်ကြလိမ့်မယ်အဲ့ဒီနောက်ဦးသားဆိုင်ကိုတိုင်းလည်းအမြန်ဆုံးသွားပြီးအဲ့ဒီမီကိုငိမ့်သက်ရှင်ခဲ့ပေမဲ့လို့လည်းစိတ်သွားတိုင်းကိုမပါနိုင်တဲ့အရှင်ကြီးဖြစ်နေခဲ့ပါပြီအကြောင်းကတော့သူဟာဒီတော်လန်းတွေကိုအောင်ခန်းလောက်ကျွမ်းချင်းမတည်သေးတာရဲ့တကူလုံးမှာတန်ရာတွေနဲ့ဝေဒနာခံစားနေရတဲ့မျိုးကြီးကိုလည်းအမောင်ထဲမှာတယောက်တည်းပစ်ထားခဲ့လို့မရဖြစ်နေခဲ့တာပါပဲဒါကြောင့်အောင်ခန်းဟာအသက်အန္တရာယ်များလွန်လာတဲ့အဲ့ဒီတာဝန်ကိုကိုတိုင်းပဲဆက်ရှင်လက်ခံလိုက်ရပါတယ်အောင်ခန်းရဲ့စိတ်ထဲမှာလည်းပူပန်မှုတွေကအပြည့်ပဲပေါ့တကယ်လို့သာတောလျှောက်တဲ့တရေတစီတွေကဒီဘက်ကိုထပ်ပြီးရောက်လာခဲ့ရင်ဒဏ်ရာကြောင့်လမ်းတော်မလျှောက်နိုင်တော့တဲ့မျိုးကြီးအတွက်လွတ်လန်းဆိုတာလုံးဝရှိမှာမဟုတ်တော့ပါဘူး။အဲဒီလိုတငယ်ချင်းကိုစိတ်မရှဖြစ်နေခဲ့ပေမဲ့လို့လည်းဒီမိကိုသာအမြန်မငိမ့်နိုင်ရင်အားလုံးဒုက္ခရောက်တော့မှာမလို့အောင်ခန်းလည်းတက်တီမွေးပြီးအမောင်တူတွေကိုတယောက်တည်းသွားဖို့ဆုံးဖြတ်ခဲ့လိုက်တော့တာပေါ့။ဒီအချိန်ဦးသားဆိုင်ကလည်းသူ့ကောင်းမှပတ်ထားတဲ့တမီကိုအောင်ခန်းကောင်းမှတက်ပေးပြီးအစွမ်းထက်တဲ့လက်ဖွဲတစ်ခုကိုပါကန်ပေးလိုက်ပါတယ်။ဘယ်လမ်းမှာဘာတွေနဲ့ကြုံရမလဲငါမသိဘူး။တော်လျှောက်တဲ့တရေတွေအကောင်တရားမကလည်းရှိနေနိုင်တယ်ကွာ။ဒါပေမဲ့တခုပဲမှတ်ထားပါ။အဲ့ဒီမိဘုံကိုအမြန်ဆုံးညှိမ့်သက်ရမယ်အချိန်3နာရီကျော်သွားရင်တော့မင်းတို့တငယ်ချင်း3ယောက်တည်းမကဘူးအနောက်ကလိုက်လာတဲ့ရွာသားတွေပါအသက်ရှင်ဖို့မလွယ်တော့ဘူးကွာအဲ့ဒီနောက်အောင်ခန်းလေခေါင်းကိုအသာငိမ့်ပြပြီးလက်ပွဲကိုအင်ကြီးအိတ်တဲ့အမြန်ထက်ကလာခဲ့တဲ့လမ်းအတိုင်းအမောင်တွေကိုပြန်ပြေးသွားခဲ့ပါတော့တယ်အောင်ခန်းပြန်ပြေးတာနဲ့တပြိုင်နက်တည်းကောင်းခင်ကြီးဟာဒေါသထွက်နေသလိုမြည်ရေးလာခဲ့ပြီးလေပြဲတွေကလည်းဘေးပပတ်လေကတစ်ပင်ကြီးတွေကိုပြင်းထန်စွာနဲ့တိုက်ခတ်လို့လာခဲ့ပါတော့တယ်အဲ့ဒီချိန်ဦးသားဆိုင်ကမျိုးကြီးကိုကြောက်ဆောင်အောင်မှာခိုအောင်ဖို့ပြင်ဆင်နေတော့အမောင်တွေကနေမျက်လုံးနီတွေနဲ့အယိုးစုတစီတွေဟာသူတို့စီကိုဖြည်းဖြည်းချင်းရှင်းကပ်လာနေခဲ့ပါတယ်မိုးကတပွဲပွဲရွာနေရာကနေတဖြည်းဖြည်းနဲ့တဲတန်လာသလိုအချိန်ကလည်းအတော်လေးလင့်နေခဲ့ရပါပြီအောင်ခန်းတယောက်လမ်းကြောင်းမမအောင်ခေါင်းကတံပြီးကိုတစ်ချက်ထိုးကြည့်ရင်အချိန်နဲ့ပြေးနေတော့သူ့ရဲ့နောက်မှာတစုံတစ်ယောက်ကလိုက်လာသလိုခံစားလိုက်ရပါတယ်ဒါကြောင့်ပြေးနေတဲ့ရှီလန်တွေကိုခဏရက်ပြီးနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့လို့လည်းတယောက်မှမတွေ့တာကြောင့်စိတ်ထဲမှာဝေခွဲရခတ်သွားခဲ့တော့ပေါ့ငါစိတ်ချင်လို့နေမှာပါအဲ့ဒီနောက်အောင်ခန်းလဲကိုအားပြီးရင်ရှေ့ဆက်သွားဖို့ပြန်လှည့်ကြည့်တဲ့အခါမှာတော့ထားခုံလူနီးပါးထိတ်လန့်သွားခဲ့ရပါတယ်။အကြောင်းရင်းကတော့ဖုတ်ကောင်ဖြစ်နေတဲ့ထက်ဝေဟာသူရှေ့ဆက်မဲ့လမ်းကြောင်းအလယ်မှာပြူဖြောတဲ့ပုံစံနဲ့မတ်တက်ရက်ပြီးသူ့ကိုစောင့်ကြိုနေခဲ့လို့ပါပဲ။မိုးရီထဲမှာမလုံးမရှက်ရက်နေတဲ့အဲ့ဒီပုံစံကြီးကအောင်ခန်းကိုအမှန်တကယ်ထိတ်လန့်သွားစေခဲ့တာပါ။ဘယ်ကိုပြေးမလို့လဲတကယ်ချင်းငါ့ကိုမင်းရဲ့အသားလေးကြွေးခဲ့စမ်းပါဦးကွာဖုတ်ကောင်ကြီးကအဲ့ဒီလိုပြောရင်သူပါဇက်မှာစီးကြနေတဲ့သွေးပုတ်တွေကိုခြေလျားလာတဲ့ရှာချေကြီးတွေနဲ့ရက်ပြီးအောင်ခန်းစီကိုတောင်းတောင်းကြီးရှောက်လာခဲ့ပါတယ်။ဖဲတမ်းမှာထက်ဝေးရငါမင်းကိုမနာကျင်စေချင်ဘူးကွာငါလန်းကိုဖဲပေးစမ်းပါ
အောင်ခန့်ဟာဟုတ်ကောင်နဲ့တိုက်ခိုက်နေရင်အရှင်ကုန်းမှာဆိုးတာကြောင့်ဘေးကနေရှောင်ထွက်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့မိုးရေကြောင့်လမ်းကရှောင်နေတယ်လို့တောင်တောင်းလမ်းလည်းဖြစ်နေရကြောင်းဟန်ချက်ထိန်းရတာတကယ်ကိုခက်ခဲနေကြတာပါ။အဲ့ဒီအချိန်မှာပဲဟုတ်ကောင်ကြီးကသူ့ရဲ့လက်တကမ်းအကွာအတီးတရွေ့ရွေ့ကတ်လို့လာခဲ့ပါပြီ။ဒီတော့အောင်ခန့်လည်းခန္ဓာကိုယ်ကိုအနှဲငယ်တိမ်းဆောင်ရှောင်ခဲ့လိုက်ပြီးအားရှိသမျှတုံးကဟုတ်ကောင်ကြီးကိုအဝေးရောက်အောင်ကန်ထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာသူသွားရမယ့်မိဘုံရှိရာတဲကလေးစီကိုအမြန်ဆုံးပြေးသွားခဲ့တော့တာပေါ့။အဲ့ဒီလိုပြေးသွားရင်အဝေးကနေတဲလေးတဲကနေမိဘုံရဲ့အယောင်မှင်ကလေးကိုမြင်လိုက်ရတော့မှပဲအောင်ခန့်ရဲ့ရင်ထဲမှာမျောလင်းချက်လေးလင်းလဲလို့သွားပါတော့တယ်။ဒီချိန်စာကိုငါအဆုံးတက်နိုင်တော့မယ်လို့တွေးပြီးအချိန်မြင့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ရှေ့ကိုပုတ်ကောင်ထက်ဝင်နဲ့အယိုးစုတစ်စေကြီးကမိဘုံကိုကာကွယ်ထားသလိုဝိုင်းပတ်ပြီးပေါ်လာခဲ့တော့တာပေါ့။အာဒုက္ခပါပဲ။ဒါကဘယ်လိုလုပ်ဒီဘုံရင်ရောက်နေတာလဲ။အချိန်က9မိနစ်တောင်မကျန်တော့ဘူး။အောင်ခန့်လည်းမိဘုံကိုငိမ့်ဖို့အတွက်ခြေလန်းလန်းလိုက်ချိန်မှာပဲသူတို့ကအောင်ခန့်ကိုစားတော့ဝါတော့မယ်မတက်ကြီးရင်တဖြည်းဖြည်းတိုးကပ်လာခဲ့ကြပါပြီ။ဘိုက်စားရဲ။ဘိုက်စားရဲ။မင်းတို့ဘိုက်စားနေရင်လေဒါကိုပဲအရင်စားလိုက်ကြတော့ဟေး။အောင်ခန့်ဟာအားကိုရမယ်အော်ဟေးပြီးအနာကိုကလာတဲ့ဖုတ်ကောင်ကိုဥဒဆိုင်ပေးလိုက်တဲ့အဆောင်ဆွဲကျိုးနဲ့ပြစ်ကတားဆီးခဲ့လိုက်ပါတယ်။ပြီးတာနဲ့တဲလေးရဲ့အောက်မှာတစ်ပြက်ပြက်တောက်လောင်နေတဲ့မိဘုံစီကိုငိမ့်သက်ဖို့အားကုန်သုံးပြီးခုံဝင်သွားခဲ့တာပေါ့။ဒါကိုမြင်တဲ့အယိုးစုတစ်စီကြီးဟာအဆောင်ဆွဲကျိုးကြောင့်ရှေ့ဆက်မတိုးဝင်တော့ပေမဲ့ထက်ဝေကိုအတန်နဲ့ထိန်းချုပ်နေခဲ့တာပါ။ဟေးဆရာကြီးဒုထွက်ပြေးတော့မယ်နော်။အဲ့ဒီချိန်အောင်ခန့်ရဲ့စိတ်ထဲမှာတော့ဒီမိဘုံသာညှိမ်းသွားရင်အရာအလုံးပြီးဆုံးသွားပြီဆိုတဲ့အတွေ့အကြုံတွေနဲ့တင်ထင်းချောင်းတွေကိုပြန်ကျဲသွားအောင်ဆွဲထုတ်ဖို့အသေးအတန်ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ပူထဝန်တော်ရဲ့ကျင်းစာအစွမ်းကအရန်ကိုပြင်းထန်လွန်လာပါတယ်။အောင်ခန့်ရဲ့အမြင့်အာယုံတွေကဝေဝါးလို့လာခဲ့ပြီးရှေ့ကမိဘုံကိုတော့အမြင့်တွေဝေဝါးလို့လာခဲ့တာပါ။သူ့ရဲ့တကူလုံးမှလည်းအေးတက်ကအယိုးတဲ့အထိစိတ်ဝင်သွားခဲ့ပြီးခေါင်းတွေမူးနောက်ကလဲကြတော့မလို့တော့ဖြစ်နေခဲ့ပါပြီ။ဒါကြောင့်အောင်ခန့်လည်းတတိမလွတ်စီဖို့သူ့ခေါင်းကိုအပြင်းထန်ခါရမ်းပြီးမိဘုံကိုပျက်စီးဖို့နောက်ဆုံးအာမန်ကိုစူးစီးခဲ့လိုက်ပါတယ်။ဒီအခါအတန်မှာပဲထက်ဝေဟာအယိုးစုတစ်စီကြီးရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီးအောင်ခန့်ကိုတတ်ဖို့အတွက်ကောက်လာခဲ့ပါပြီ။မလုပ်ပါနဲ့ထက်ဝေဟာငါကမင်းရဲ့တငယ်ချင်းအရင်ကြီးပါကွာ။မြန်ဆရာကြီးသူ့ဘိုက်ကိုဖြည့်လိုက်တော့လူသားရဲ့ကလေးစားတွေကိုစားချင်လို့ငါမအောင်ထားနိုင်တော့ဘူး။ဒါမျိုးမစားရတာကြာပြီ။အယိုးစုတစ်စီကြီးရဲ့တောလျှောက်သလိုရဲ့မောတန်ကြီးကတဲတန်နေတဲ့မိုးတန်ကိုတောင်လွှမ်းမိုးသွားခဲ့တာပါ။ဒီအချိန်မှာပဲဖုတ်ကောင်ထက်ဝေဟာအောင်ခန့်ရဲ့ဘေးမှာဝင်ထိုင်ခဲ့လိုက်ပြီးဘိုက်ကိုအစိမ့်လိုက်ခွဲထုတ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။အဲဒီစက္ကန့်ပိုင်းမှာပဲအောင်ခန့်ရဲ့မျက်လုံးတွေဟာတဲအမိုးပေါ်ကနေစီးကျလာတဲ့မိုးရေနဲ့ကျိုးရွှဲနေတဲ့ငှက်ပြောဘက်တွေကိုမြင်လိုက်ရတော့တာပေါ့။ဒီအခါအောင်ခန့်ရဲ့အုံနောက်ထဲမှာအကောင်းဆုံးအကြံတစ်ခုပေါ်လာခဲ့ပါပြီ။ဒီတဲ့အမိုးကိုသာဖေးလိုက်ရင်မိုးရေတွေကြားပြီးမိငိမ့်သွားမှာပဲဆိုတဲ့အသီးနဲ့အတူအနားကိုကပ်လာတဲ့ဖုတ်ကောင်ထက်ဝေကိုအားကုန်သုံးပြီးတွန်းကန်ခဲ့လိုက်ပါတယ်။ရန်သူလွင်ထွက်သွားတဲ့အချိန်မှာပဲသူဟာတဲအမိုးပေါ်ကငှက်ပြောဘက်တွေကိုအသေးအတန်ဆွဲခွာရတော့တာပေါ့။ငှက်ပြောဘက်အမိုးတွေပွင့်သွားတာနဲ့တဲထန်စွာရွာသွန်းနေတဲ့မိုးရေဟာကျိန်စာတင်မီးပုံပေါ်ကိုတစ်ထက်ကြီးကျဆင်းသွားပါတော့တယ်။အဲဒီခဏချင်းမှာပဲတဟုံးတောင်းလောင်နေတဲ့မီးပုံကြီးဟာမီးကိုးတွေဥထွက်ပြီးငိမ့်သက်လို့သွားခဲ့တော့တာပေါ့။မီးပုံငိမ့်သွားတာနဲ့တပြိုင်နက်ဆိုသလိုပဲပတ်ဝန်းကျင်တစ်ခုလုံးဟာအမောင်အတီးကျသွားသလိုဖုတ်ကောင်နှစ်ကောင်စလုံးရဲ့အစွမ်းတွေကလည်းချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။အယိုးစုတစ်စီကြီးကအမောင်တူထဲမှာအေးပြောသလိုပျောက်ကွယ်သွားပြီးဖုတ်ကောင်ထက်ဝေရဲ့ရုပ်အလောင်းကလည်းအသက်မဲတဲ့အသားတုံးကြီးတစ်ခုလုံးအေးဆက်တောင်တင်းစွာလဲကျလို့သွားခဲ့တာပါ။အရာအလုံးပြီးဆုံးသွားပြီပေါ့ထက်ဝေရာစိတ်ချပါငါမင်းကိုအိမ်ပြန်ရောက်အောင်တည်သွားပေးပါမယ်။အဲဒီနောက်မှာတော့အောင်ခန်းလည်းပင်ပန်းလွန်းလာကြောင်းတပ်ပြင်းတစ်ချက်ချပြီးလိုက်ချိန်မှာပဲတောင်တောင်ကြီးကကြားရောက်လာတဲ့တံမီးရောင်တွေကိုမြင်လိုက်ကြရပါတယ်။အဲဒါကတော့ဥတာဆိုင်တဲ့ရွာသားတွေဟာသူ့ကိုစိုးရင်ကြီးနဲ့လိုက်လံရှာဖွေရင်းရောက်ရှိလာခဲ့ကြတာပါ။ဥတာဆိုင်ကလည်းသူတို့လာရလမ်းမှာတောလျှောက်တဲ့တရက်စီတွေရဲ့ရန်ကိုအသေးအတန်ခံခဲ့ရကြောင်းပြောပြလာခဲ့ပါတယ်။ဒါပေမဲ့ဘုံကြီးကျောင်းကပေးလိုက်တဲ့လက်ဖွဲ့တွေရဲ့အစွမ်းနဲ့အောင်ခန်းကမိဘုံကိုအချိန်မီငိမ့်သက်နိုင်ခဲ့လိုက်တဲ့အကျိုးဆက်တွေကြောင့်ကံကောင်းထောင်းမစွာဘေးအန္တရာယ်ကနေလွတ်မြောက်လာခဲ့ရတာဖြစ်ကြောင်းရှင်းပြလာခဲ့တာပါ။အခုတော့အရာအလုံးအန္တရာယ်ကင်းသွားပြီမလို့ဖုတ်ကောင်ကိုင်းလိုတန်ရန်ရနေတဲ့မျိုးကြီးကိုရွာစီအမြန်ဆုံးတည်ပြီးစိတ်ကူးဖို့တိုက်တွန်းလိုက်ရပါတော့တယ်။နိုင်ရင်ငယ်ကြာပြီးတဲ့နောက်မှာတော့တဲထန်စွာရွာသွန်းနေတဲ့မိုးတွေဟာလုံးဝတိတ်ဆိတ်လို့သွားခဲ့ပါပြီ။ရွာသားတွေဟာဒဏ်ရာပြင်းထန်စွာရထားတဲ့မျိုးကြီးကိုပကက်နဲ့တေချာထမ်းပိုးပြီးဖုတ်ကောင်အဖြစ်ကနေပြန်လဲငိမ့်သက်သွားတဲ့ထက်ဝီရဲ့ရောအလောင်းကိုလည်းဝလုံးထမ်းစင်နဲ့ဂယုတတိုက်တဲ့ဆောင်ကရွာကိုပြန်လာခဲ့ကြပါတော့တယ်။ရှီလန်တိုင်းဟာပင်မနွမ်းနေနေခဲ့ကြပေမဲ့သူတို့အားလုံးရဲ့စိတ်ထဲမှာတော့အသက်ရှင်ခွင့်ရလို့တက်ပြင်းကိုကြီးရှာနေခဲ့ကြတော့တာပေါ့။ဘူထဝန်တောင်ပေါ်ကသွေးပြက်လျှောက်ရှားစရာကောင်းလာတဲ့အပြည့်အပြက်တွေဟာမနက်ခင်းအလင်းရောင်အောက်မှာတပြေးပြေးမင်းမင်ပျောက်ကွယ်လို့သွားခဲ့ရပါပြီ။ကျောင်းမပွဲရကောင်းလာတဲ့အဲ့ဒီညတညဟာအိမ်မက်ဆိုးတစ်ခုလိုနောက်ွယ်မှာကြံရက်ခဲ့ရင်ဒီမှာဒီမဲ့ဇလန်းလေးကတော့အဆုံးသတ်လို့သွားခဲ့ပါပြီ။ဒီကနေ့ရဲ့ဇလန်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှိပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။